တခိုးမှာပါဗျဒီမှာတခိုးမှာဒီမှာရောအဲ့မှာရိုက်မှာတခိုးမှာဒီမှာဆိုင်မှာလာခေါ်တွဲလာလို့ဆိုင်မှာလာခေါ်ရတခိုးမှာအဲ့မှာအဲ့မြက်ပတ်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမှာနော်ခုလိုမျိုးလဲမခံစားနိုင်အောင်လဲရင်းထဲမှာလည်းရှိတယ်ဥပဒေရပဲအကုန်လုံးမဲ့လှုပ်ဆောင်သေးခြင်းတယ်ပေါ့နော်အခုလှုပ်တဲ့အမကြီးကိုလည်းဘလို့ပဲဖြစ်ဖြစ်ဥပဒေရပဲဆောင်ရွက်ပေးစေခြင်းတယ်ပေါ့နော်ငွေနဲ့ပဲပိတ်ဘာနဲ့ပဲပိတ်တာသမီးကိုထင်ဓာတ်ကြီးဆိုတာတော့ရှိအဲ့လိုမျိုးတော့ရှိရပေါ့လှုပ်ပြီးလို့လဲခလေးကကိုပြန်လာတဲ့အချိန်ကျတော့ခလေးကအိမ်ကိုရောက်နေဒါတွေကလည်းကိုတွေကလည်းမတက်ဘူးဖုံးလဲအဲ့လိုမျိုးကြည့်ပြတာလည်းမရှိဘူးပေါ့နော်ကြည့်ပြတာလည်းမရှိတော့မသိဘူးည7 နာရီထိုးတော့မှအလုံးလုံးပြီးတော့မှအဲ့အဆက်တွေရလာတာဒီလိုဒီချောင်းရှိရဆိုတော့ပြတဲ့အချိန်ကျတော့ကိုကလေးကအနားမှာရောက်နေတော့ခလေးရှိပဲစိတ်ကရောက်နေပြန်မယ်ငါသားလေးဘာဖြစ်သွားသေးလဲဆိုပြီးတော့ပြန်ကြည့်တော့ तू ကရောက်ချင်းသူ့ကိုပြောတယ်ခလေးကစကားမပြောတယ်လေရောဒီလိုပတ်တယ်အဲ့ဒါတော့ तू ပြောတယ်ပြီးတော့လက်တွေကိုပုတ်ပြရတယ်သူဒီလိုမျိုးတွေပုတ်ပြရတယ်အခုတော့ဆို तू ကဒီမှာ6လောက်မှာဟိုကညလိုက်ကြည့်လိုက်တော့ဘူးလေးတွေတော့ရှိတယ်6လောက်ကလေးကဘူးလေးကသူ့နည်းနည်းပါတော့ तू ကဖြည့်တတ်တယ်အဲဘာပဲဖြစ်ဖြစ်ကိုသားသမီးကိုဒီလိုမျိုးလုပ်နေတာတော့အဝန်းကျင်မှာတော့အကုန်လုံးကသားသမီးချင်းကိုချင်းစားပြီးတော့ဟိုဖြစ်ကြတယ်ဝိုင်းပြောတဲ့လူတွေကြီးပဲပေါ့နော်ဒါပေမဲ့ခံစားလို့လည်းအားကြောင့်မို့တနေ့ကောင်အိမ်ထဲအိမ်ထဲမထွက်ဘူးတယောက်ပြီးတယောက်လာနိုးတယ်ပြောတယ်ဟိုလူကလာနိုးတယ်ပြောတယ်ခလေးပြန်ရောက်လားနဲ့လာမေးတယ်ဒါပေမဲ့ကိုကမသိကြအောင်ဆောင်ပြီးတော့ပဲပြန်ရောက်တယ်ဘာဖြစ်လို့လဲကိုကြီးဒီလိုပဲမေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပဲတော်စပ်ပုံကြတော့သမီးယောက်ျားရဲ့အမေပေါ့တော်တာကတော့ဆန္ဒကတော့သူတို့သွားလုပ်ခဲ့တဲ့အထက်တိုင်းအမကြီးကိုဥပဒေတိုင်းကြောင့်လိုက်မဲ့လုပ်စေချင်တယ်ပေါ့နော်ဒါမှလည်းသူရှိရလည်းမလို့ချင်ဘူးကိုသားသမီးကိုအခုလိုမျိုးလေးရင်နှွေးဘူးနဲ့မလောင်းမဲနဲ့လွတ်ပေးတာကိုလည်းကျေးဇူးတင်တယ်ပေါ့နော်လောက်တဲ့အတွက်လည်းရင်ထဲမှာလည်းခံစားရတယ်ပေါ့နော်ပြေးတောင်မှပဲနီးခဲ့လို့ရှိရင်တောင်မှပဲပြေးတောင်မှပဲလှုပ်ချင်တယ်ပေါ့နော်အားကြောင့်တနေ့ကုန်နဲ့အိမ်နဲ့မထွက်ဘူးရင်ထဲမှာအလုံးစုံနဲ့အခုချိန်ကြီးကိုထွင်းမစားရသေးဘူး